ဒီနေ့ဒုတဲ့တင်ရစာဒီဇရာလေးကိုအတူတူလိုက်ပြီးတော့ဖြည့်ကြည့်အောင်ဟုတ်ပြီနော်တော့ဘာလို့ကြည့်ပြီးဖြည့်မလဲဆိုရင်ဒီမှာသူကပုံလေးပေးထားတယ်ဒီမှာအလျားကြီးအနံ့နေပေးတယ်အမြင့်ပေးတယ်သူသိချင်တာကအမြင့်ပြောင်းသွားရင်ဒုတဲ့ရောဘယ်လိုမျိုးပြောင်းလဲမလဲဆိုတာကိုလေ့လာခိုင်းတာဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အမြင့်10 cm ဆိုရင်ဒုတဲ့ဘယ်လောက်ဖြစ်မလဲတကယ်လို့အမြင့်က2 cm ဆိုရင်ဒုတယ်ဘယ်လောက်ဖြစ်မလဲအမြင့်3 cm ဆိုရင်ဒုတယ်ဘယ်လောက်ဖြစ်မလဲဆိုပြီးတော့ရှာခိုင်းတာတယ်โอเคအဲ့ဒါဆိုရင်တူတူလိုက်ကြည့်ရအောင်အဲ့တော့ဒီမှာသိရမှာကအလျားနဲ့အနံဒီပြောင်းလဲမှုမရှိဘဲနဲ့အမြင့်ရပဲပြောင်းလဲသွားတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတယ်ကိုရှာခြင်းရင်အလျားရဲ့အနံရဲ့အမြင့်ရဲ့မြောက်တယ်ဆိုတာသိပြီးသားဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာအလျားရဲ့အနံရဲ့အမြင့်ရဲ့မြောက်မယ်ဆို4 5လီ20နဲ့1နဲ့မြောက်တော့20တက်လီ20ပဲအဲ့တော့ဒီမှာဒုတယ်ဒီ20ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဒီတစ်ခါဒီမှာကျတော့အမြင့်က2 cm ဆိုပြီးတော့ပြောင်းသွားမယ်အလျားနဲ့အနံကတော့ပြောင်းလဲမှုမရှိဘူးဟုတ်ပြီနော်အဲ့တော့4 cm နဲ့5 cm အမြင့်က2 cm ဖြစ်သွားမယ်ဆိုတော့ဒုတယ်လို့ချင်းရင်အလျားရဲ့အနံရဲ့အမြင့်ရဲ့မြောက်မှာဆိုတော့5လေးလီ20ရဲ့ဒီ2ရဲ့မြောက်တော့22လီ40အဲ့ဒါဆိုရင်ဒုတိယဘယ်လောက်ဖြစ်သွားမလဲဆိုရင်ဒီမှာ40ဖြစ်သွားမယ်အဲ့တော့ဒီတစ်ခါအမြင့်က3 cm ဖြစ်သွားပြီဟုတ်ပြီနော်အလျားနဲ့အနံကတော့ပြောင်းလဲမှုမရှိဘူးဟုတ်ပြီနော်အဲ့တော့4 cm နဲ့5 cm ပဲဘာတွေပဲပြောင်းသွားလဲဆိုရင်အမြင့်ပဲပြောင်းသွားမှာအဲ့တော့အမြင့်က3 cm ဖြစ်မယ်ဆိုရင်ဒုတယ်ဘယ်လောက်ဖြစ်မလဲဆိုရင်စောနာ3ခုပြည့်မြောက်မယ်အဲ့တော့5 5လီ20နဲ့3နဲ့ညအဲ့တော့23လီ60ဆိုတော့ဒီမှာ60ဖြစ်မယ်နော်အဲ့ဆိုရင်နောက်ထပ်ဒီမှာအမြင့်က4 cm ပြောင်းသွားမယ်အဲ့တော့ဆိုလို့ရှိရင်ဒီမှာလေအလျားနဲ့အနံကတော့အတူတူပဲအဲ့တော့5 5လီ20နဲ့4နဲ့မြောက်တော့24လီ80အဲ့တော့ဒီမှာ80ဖြစ်မယ်ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုဒီမှာအမြင့်က9ဆိုတော့5 5လီ20နဲ့5နဲ့မြောက်တော့25လီ100ဆိုတော့ဒီမှာ100ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်အလျားနဲ့အနံကပြောင်းလဲမှုမရှိဘဲနဲ့ဟုတ်ပြီနော်အဲ့တော့အလျားနဲ့အနံပြောင်းလဲမှုမရှိဘဲနဲ့အမြင့်က2ဆတိုးရင်ဒုတယ်လည်း2ဆဖြစ်မယ်အဲ့တော့အမြင့်ကို3ဆတိုးရင်ဒုတယ်ကလည်း3ဆဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့အမြင့်က4ဆဆိုရင်ဒုတယ်ကလည်း4ဆဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အလျားနဲ့အနံကပြောင်းလဲမှုမရှိဘူးဆိုရင်အမြင့်2ဆဆိုရင်ဒုတယ်ကလည်း2ဆအမြင့်3ဆဆိုရင်ဒုတယ်ကလည်း3ဆဆိုတော့အမြင့်နဲ့ဒုတယ်ဒီအရှိုးတူတွေဖြစ်တယ်ဆိုပြီးတော့ပြောလို့ရတယ်ဟုတ်ပြီနော်အတော်ဒီမှာမနက်တုန်းကဒီဇရာလေးဖြည့်ထားတယ်ဟုတ်ပြီနော်အဲ့ဒီဇရာဖြည့်ပြီးတဲ့နောက်မှာသူ့ရဲ့နောက်မှာပါတဲ့မိကွန်းလေးတွေကိုဆက်ပြီးတော့ဖြည့်ပြပေးမယ်အဲ့တော့တူတူလိုက်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနံပါတ်ခါခွေးမိကွန်းကအမြင့်ကို2ဆတိုးတဲ့အခါမှာဒုတယ်ကအစာမြင်းများပိုကြီးသွားတဲ့နည်းလို့ပြောထားတယ်အဲ့တော့မနက်တုန်းကရှေ့ရဗီဒီယိုမှာပြောခဲ့တယ်ဟုတ်ပြီနော်အမြင့်က1ဆဆိုရင်ဒုတယ်ကလည်း1ဆဖြစ်ပြီးတော့အမြင့်ကို2ဆတိုးလိုက်ရင်ဒုတယ်ကလည်း2ဆဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့အမြင့်3ဆတိုးရင်ဒုတယ်က3ဆဖြစ်ပြီးတော့အမြင့်4ဆတိုးမယ်ဆိုရင်ဒုတယ်ကလည်းဒီမှာ4ဆဖြစ်သွားမယ်လို့ပြောခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းအဲ့တိုင်းပဲအဲ့ဒါဆိုရင်အမြင့်ကို2ဆတိုးတဲ့အခါမှာဒုတယ်ကအစမြင့်မြတ်ပိုကြီးသွားတဲ့နည်းဆိုရင်ဒုတယ်ကလည်း2ဆပိုပြီးတော့ကြီးသွားမယ်အဲ့လိုပဲအမြင့်က2ဆတိုးရင်ဒုတယ်ဒီ3ဆတိုးပြီးတော့အမြင့်ကို4ဆတိုးတဲ့အခါမှာလည်းဒုတယ်က4ဆတိုးသွားမယ်ဟုတ်ပြီနော်အဲ့ဆိုရင်နံပါတ်ခါခွဲရဲ့အဖြေဒီ2ဆ3ဆနဲ့4ဆဆိုပြီးတော့ဖြစ်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်နောက်တစ်ခုဒီမှာနံပါတ်ခါငယ်မိကအမြင့်ကတဲ့10 cm ဖြစ်မယ်ဆိုရင်ဒုတယ်ကို9 cm နဲ့ဖော်ပြပါတဲ့အဲ့တော့အမြင့်က10ပေးထားတယ်ဒုတယ်ကိုရှာခိုင်းတယ်အဲ့တော့ဒီမှာတစ်ခုတည်းရမှာဒီအလျားနဲ့အနံဒီပြောင်းလဲမှုမရှိဘူးနော်အဲ့တော့ဒီမှာအလျားနဲ့အနံဒီ4 cm နဲ့5 cm ပဲအဲ့တော့ဒုတယ်ကိုလိုချင်နေဆိုရင်အလျားနဲ့အနံနဲ့မြောက်မယ်ဆိုတော့ဒီမှာ4 5လီ20ရဲ့ဒီ10ရဲ့မြောက်တော့200ရမယ်ဟုတ်ပြီအတော်ဒီမှာဒုတယ်ကိုလိုချင်နေဆိုရင်ဒုတယ်ညီမြချင်းအလျားအမြောက်အနံအမြောက်အမြင့်အဲ့တော့ပုံသင်နည်းတွေရေးပြီးမှဒါကဏ္ဍတွေကိုအစားသွင်းမှာဟုတ်ပြီနော်အဲ့တော့ဒီမှာအမြင့်က10ဆိုတော့ဒီမှာမြောက်လိုက်ရင်သူ့ရဲ့ဒုတယ်ဒီ200 cm ဆိုပြီးတော့ရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနံပါတ်ခါကြီးကကြတော့ဒုတယ်က140 cm ဖြစ်ရင်အမြင့်ကို cm နဲ့ဖော်ပြပါလို့ပြောထားတယ်။အော်ဒီခါကျတော့အမြင့်ကိုရှာခိုင်းတယ်ဒုတယ်ကိုပေးတယ်။ဟုတ်ပြီနော်အလျားအနံကတော့ဒီမှာပုံမှန်ပေးထားတဲ့အတိုင်းပဲ5 cm နဲ့4 cm ပဲပြောင်းလဲမှုမရှိဘူး။ဟုတ်ပြီနော်။အဲ့ဒါဆိုရင်ဒုတယ်ကိုရှာတဲ့ပုံသင်နည်းကိုအရင်ဆုံးအဲ့ဒါဆိုရင်ဒီမှာဒုတယ်ညီမချင်းအလျားအမြောက်အနံအမြောက်အမြင့်ပြီးရင်နောက်တစ်ခါဒုတယ်နေရာမှာသူပေးထားတဲ့140 cm ကိုအစားသွင်းမယ်ပြီးရင်ဒီမှာအလျားအမြောက်အနံအဲ့တော့အမြင့်ကိုလိုချင်တာမို့လို့အမြင့်ဟုတ်ပြီနော်
အဲ့တော့ဒီမှာတော့တစ်စင်ချင်းစီပဲတွက်ပေးထားတယ်အဲ့တော့ဒီမှာအမြင့်ကိုလိုချင်နေဆိုရင်ဒုတယ်ကိုအလျားအနံမြှောက်ထားတာနဲ့စားမယ်အဲ့တော့ဒီမှာဆိုရင်9 စင်တီမီတာရတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပု္ပ္ပစာတွေကများသောအားဖြင့်တော့စောင်းမွေးကြီးမှာမေးလိမေးထားတော့မရှိဘူးဒါပေမဲ့တမတ်တန်ထဲမှာမေးမယ်ဆိုရင်တော့မေးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့မရှင်းတာနားမလည်တာရှင် comment ထဲမှာမေးထားလို့ရပါတယ်ရှင်